ပိများများစီများများလေးနဲ့ကြော်ချက်ကလေးချက်နဲ့နော်ပစွန်ကြောင့်တွေပါလေလုံးဝမတုံးပဲနဲ့မျိုးသီးစိမ်းတက်သွန်ဖြူငပိလေးနဲ့ပဲကြော်ပါမယ်ဒီအချိန်ကတော့မြစ်ကတိတ်မကောင်းတော့ပါဘူးဒါပေမဲ့စားကျင်တော့ပေါ့နော်တက်သွန်ဖြူမျိုးသီးချောင်းသားတာရေငပိရေကိုစီနဲ့မှုေးနေအောင်အရင်ကြော်ပါမယ်စနွင်းလေးထည့်ပါမယ်နော်စီများတော့ရတာမြစ်ကတစ်ခါလေကြာလို့ရှိရင်စီများမှစားလို့ကောင်းတာပါစီတက်ထားတဲ့မှုေးလာပြီးငပိလေးတက်ပြီးဆိုလို့ရှိရင်အဲ့နှစ်ကိုထည့်ပြီးတော့မှုေးမယ်မှုေးပြီးလို့ရှိရင်ရေမြုပ်အောင်ရေထည့်ပြီးတော့လေအဲ့အရေခမ်းအထိတည်ပါမယ်ဒီတော့ငပိများများနဲ့ချက်တဲ့အချိန်ကြာလို့ရှိရင်ကျမကတော့မြင်ငပိအချိုသုံးတာပေါ့နော်စားမပါရင်ငပိအချိုသုံးတာငန်လေးငပိဆိုလို့ရှိရင်တော့လုံးဝစားမကောင်းပါဘူးညညတောင်းရတဲ့ခါကျငပိကချိုနေမှကောင်းတာအရေထည့်ပြီးပေါ့နော်ခုဒီမှာကြာအခိုင်ချက်တွေကစီမပါပဲချက်တာလေးရှိတဲ့တော့စီမများနဲ့ချက်တဲ့ဟင်းတွေလည်းရှိပါတယ်ညစ်တို့ပိန်လေးလို့ဆိုလို့ရှိရင်စီများများလေးနဲ့ချက်တာများပါတယ်ဒီဟင်းတွေရဲ့အဓိကအသက်ကတော့ငပိပါပဲငပိအချိုငပိကောင်းမှငပိချိုမှဟင်းရကောင်းတာပါစီလေးပြတာအရေးလေးခမ်းပြီးဆိုတော့ချလို့ရပါပြီမှုေးပြီးတော့လေဆက်ကလေးနဲ့အရင်စားလို့ကောင်းရဲ့ဟင်းလေးတစ်ပုဒ်ပါတော့ဒီမစားအရင်မိတ်ရဲ့ဟင်းတစ်ပုဒ်မျိုးချက်စားခြင်းနေဆိုလို့ရှိရင်နှင်းငပိကလေးကောင်းလေးနဲ့မှဖြစ်ပါမလို့ဒီမှာစပါနှင်းငပိအချိုရှိပါတယ်ဝယ်လို့ရပါတယ်နော်